မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူဆန်းစစ်ကြည့်ကြမှာကတော့ digital key ရဲ့အပြောင်းလဲတွေပါအထူးသဖြင့်အာရှတိုက်ရဲ့တူတက်လာတဲ့အခမ်းအနားပေါ့ပြီးတော့ smartphone လောကနောက် online လူနေမှုပေါ်ဒီအဓိကတော့အရှိတောင်အာရှကိုဗဟိုပြုပြီးကြည့်ကြမယ်ပေါ့လေကျွန်တော်တို့ချိန်ခန်းထားတာကတော့သတင်းမြင်တော်များများပါနိပညာပြောင်းလဲတွေ social media တက်ရောက်မှုတွေအစုံပဲရည်ရွယ်ချက်ကတော့အဓိကပြောင်းလဲတွေသူတို့ရဲ့တက်ရောက်မှုတွေကိုပို့ပြီးနည်းနည်းနားလည်ဖို့ပါပဲဟုတ်ကဲ့ဒီနေရာမှာဖြည့်ပြောချင်တာကအဲ့ဒီနီးပညာတွေကလေအာရှဒေသရဲ့စီးပွားရေးလူမှုအဖွဲ့အစည်းတွေကိုဘလို့ပုံဖော်နေတယ်လဲဆိုတာကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒါမဲ့တစ်ဖက်မှာလည်းသတင်းချက်လက်ရပိုင်ခွင့်တို့လွတ်လပ်ခွင့်တို့နဲ့ပတ်သက်တဲ့ရှုပ်ထွေးရဲ့စိန်ခေါ်မှုတွေလည်းရှိလာတာပေါ့ဒါဆိုအာရှရဲ့နိပညာထွန်းကားလာမှုနဲ့စလိုက်ကြတာပေါ့ဟုတ်ကဲ့သတင်းရင်းမြစ်တွေမှာတွေ့ရတာကကမ္ဘာဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်ကအနောက်ကနေအာရှကိုရွေ့လာတယ်ဆိုလေအမြင်မျိုး2010နောက်ပိုင်းလောက်ကတည်းကစားခဲ့တယ်ပြောရမလားပဲတက်တေတွေကတော့ရှင်းပါတယ်အာရှနိုင်ငံတွေစီးပွားရေးတိုးတက်လာတာနိပညာမှာဩဇာကြီးလာတာတွေပေါ့ဟုတ်တယ်ကားလောကကိုပဲကြည့်လေ Toyota Honda Hyundai အာရှ brand တွေကြီးပဲအခုလက်စစ်ကား EV ဆိုရင်ရုပ်ကနံပါတ်1ဖြစ်နေပြီဟုတ်ကဲ့ဒါကအရင်ကနိပညာကုမ္ပဏီကြီးတွေကျသွားတာနဲ့တိုက်ဆိုင်နေတယ်လို့ပဲနော်ဖင်လန်က Nokia ဆိုရင်တစ်ချိန်ကတော့ဘယင်းပဲအခု smartphone ခေတ်မှာတော့အရင်လိုမဟုတ်တော့ဘူးတော့ Motorola လည်းဒီလိုပဲအရင်ကဂျပန်ယင်းနှိမ့်မြုံနှံတို့ရှိခဲ့ဘူးတဲ့ဆိုပေမဲ့အခုတော့အရင်လိုမဟုတ်တော့ဘူးလေသူတို့နေရာမှာအာရှ smartphone brand တွေကတက်လာတာအစားထိုးဝင်လာတာတော်တော်ထင်ရှားတယ်ဟုတ်ကဲ့နောက်ပြီးအာရှရဲ့အနည်းပညာတိုးတက်မှုကိုပြတဲ့နောက်တစ်ခုကဂျပန်ကစတဲ့ Society 5.0 ဆိုတာလေအဲ့အလေးနည်းနည်းရှင်းပြပါလား Society 5.0 ဆိုတာအကြမ်းဖျင်းကတော့လူဘဝနဲ့နီးပညာကိုပို့ပြီးနဲ့ဆိုင်ပေါင်းစပ်တာပေါ့လူဖွဲ့စည်းကိုပိုကောင်းအောင်လုပ်ဖို့ဥပမာလူမှုဖူလုံရေးတို့တကြီးရွယ်အိုစောင့်ရှောက်ရေးတို့မှာစရုပ်တွေတုံးတာ CCTV ကောင်းကောင်းနဲ့ IoT PC တွေပေါ့လေလူသားတွေရဲ့ပြဿနာကိုနီးပညာနဲ့ဖြေရှင်းဖို့ကြိုးစားတာစိတ်ဝင်စားဖို့ကောင်းတာကဂျပန်တင်မကဘူးထိုင်းနိုင်ငံကလည်းဒီ 5.0 ကိုတွားနေတယ်လို့အချက်လက်တင်မှာတွေ့ရတယ်ထိုင်းကလားဒါဆိုနီးပညာကလူမှုဘဝတဲ့တော်တော်ရောက်နေပြီပေါ့အပြူ smartphone လောကကိုပြန်ကြည့်အောင်ကဘာစည်းကွက်မှာတော့ဘယ်သူတွေဥဆောင်နေလဲကဘာစည်းကွက်မှာတော့ Samsung က number 1ပဲတောင်ကိုရီးယားကလည်း number 2ကတော့ Apple ပေါ့ American number 3က Xiaomi တရုတ်ကတတိထားမိမှာကအရင်ကနာမည်ကြီးတဲ့ဂျပန် brand တွေ Sony တို့ဘာလို့ထိတ်တန်းမှာတိတ်မတွေ့တာတော့ဟုတ်တယ်ဒါကဈေးခွက်အပြောင်းလဲပဲဟုတ်ကဲ့အာဖရိကမှာတော့ Transsion ဆိုတာကြားဘူးတယ်အာဖရိကမှာတော့ Transition ဆိုတဲ့ကျုပ် company က number 1တဲ့သူ brand တွေ Tecno, Infinix, Itel နဲ့ပေါ့နည်းနည်းထူးကြတယ်ဟုတ်ပါပြီအာဆီယံအရှိတောင်အာရှဘက်မှာတော့ဘယ်လိုအခြေအနေရှိမလဲအာဆီယံမှာတော့အဓိကကျုပ် brand တွေပေါ့ Xiaomi, Oppo, Vivo ပြီးတော့ခုနက Transition လည်းပါတယ် Samsung လည်းရှိတာပေါ့ဒါပေမဲ့နိုင်ငံအလိုက်တော့နည်းနည်းกว่าတယ် Transition က Indonesia, Philippines မှာတော့ရောင်းရပေမဲ့ထိုင်းမှာတော့တိတ်မတွေ့ရဘူးဆိုပဲထိုင်းမှာဘယ် brand တွေခစ်စားလဲထိုင်းမှာတော့ Samsung က number 1လို့ဆိုတယ် Oppo က number 2 Oppo ကတော့ camera ကောင်းလို့လူကြိုက်များတယ်လို့ပြောကြတယ်လေပြီးမှ Xiaomi, Apple, Vivo တို့လိုက်တယ်ဒါဆိုအရှိတောင်အာရှမှာ smartphone တုံးဆွဲမှုကတော်တော်များလေပြောရမှာပေါ့နော်ဟုတ်ကဲ့ Indonesia, Vietnam ကိုဆိုအနာဂတ်အတွက် rising star လို့တော့ပြောကြသေးတယ်ပြီးတော့ Philippines, Thai ဒီနိုင်ငံတွေမှာတုံးတဲ့တူတော်တော်များတယ်ဒါပေမဲ့ Thai ရဲ့ထူးခြားချက်ကပြည်တွင်းထုတ် brand နဲ့ကြီးမရှိဘူးအကုန်တွင်းရတာအဲ့ဒါစဉ်းစားစရာပဲကဲ Thai အကြောင်းဆက်ပြောသူတို့ digital လူနေမှုပေါ်ကကျွန်တော်တွေးလိုက်တဲ့အချက်ကတော်တော်အံ့ဩဖို့ကောင်းတယ်လူရဲ့81တန်းမှာဖုန်းကတန်းတရာနီးပါးရှိတယ်ဆိုတယောက်ကိုတလုံးမကဖြစ်နေပြီဟုတ်ပါတယ်အဲ့ဒီကင်းကနန်းတွေကတကယ်ပဲဖုန်းကိုလူတိုင်းနီးပါးမကင်းတော့ဘူးဆိုတဲ့သဘောသူတို့နေ့စဉ်အင်တာနက်သုံးချိန်ကပြိုင်းမြ9နာရီလောက်တယ်အဲ့ဒီထဲမှာမှ mobile phone နဲ့သုံးတာက9နာရီကျော် social media ချီးပဲ9နာရီခွေးကျော်ဆိုတော့တော်တော်များတာပေါ့ဟုတ်ကဲ့အဓိကဘာလို့သုံးတာများလဲတည်င်းလာဖြော်ဖေးလားအဓိကတော့တည်င်းချက်လက်ရှာဖူတဲ့69% လောက်ပြီးတော့နောက်ဆုံးရတည်င်းတွေသိချင်လို့ဗီဒီယိုကြည့်ဖို့ပေါ့ social platform မှာ Facebook ကနံပါတ်1ပဲ Line ကနံပါတ်2ဟုတ် TikTok လည်းတော်တော်သုံးလာကြတယ်ယခု company ဆိုပေမဲ့ပေါ့ Line ကနံပါတ်2ဆိုတာနည်းနည်းအပ်လေဟုတ် Line ကထိုင်းမှာတော်တော်သုံးရတယ်သူ့မှာနောက်ခံလေးရှိသေးတယ်ဟုတ်လားဘယ်လိုလဲ2017ဂျပန်ဆူနာမီဖြစ်တော့ကလေ
ဆက်သွယ်ရေးတွေပြတ်ကုန်တော့အဲ့ဒီမှာတောင်ကိုရီးယားနိုင်ဗာကုမ္ပဏီရဲ့ဂျပန်ကလုပ်ငန်းခွဲကနေအရေးပေါ်ဆက်သွယ်ဖို့ဒီ app ပေါ်စလုပ်ခဲ့တာတဲ့ အော်အဲ့လိုကိုဘေးရနေကနေမွေးဖွားလာတာပေါ့ ဟုတ်ပါတယ်အကြက်တွေကကနေပေါ်ဖွာလာတဲ့ app ပေါ့ စိတ်ဝင်စားစရာပဲနောက်ပြီး time မှာ cashless society ဖြစ်နေပြီဆိုတာရောငွေသားသိပ်မကင်ကြတော့ဘူးလားအဲ့ဒီလမ်းကြောင်းမို့ရောက်နေပြီလို့ပြောရမှာပေါ့ဟိုဥရောပတို့တရုတ်တို့တော့မဟုတ်သေးပေမဲ့အဲ့ဒီဘက်ကိုသွားနေပြီ online ကဈေးဝယ်တာ food delivery မှာတာအရင်အဆင်ပြေနေပြီလေဈေးလည်းတက်တာတယ် delivery လည်းရှိတော့လူတွေပိုသုံးလာကြတာပေါ့အရင်ထဲမှာတော့ကိုယ်တိုင် online မှာမာတယ်အကြောင်းပြောထားသေးတယ် ATM ကတည်းရောတိတ်မတုံးကြဘူးလား ဟုတ်တယ်လို့ဆိုပါတယ် ATM သုံးတာကြလာပြီးဖုန်းထဲက mobile banking app တွေနဲ့ပဲငွေလွှဲငွေရှင်းလုပ်တာပုံများလာတယ်တဲ့ဒါက digital ကငွေကြေးအလေးအထကိုပါပြောင်းလိုက်တာပဲ ကောင်းပြီဒီ digital key ရဲ့အသားချက်ဒီအဆင့်ပြေမှုတွေပြောပြီးပြီဆိုတော့ဟိုတကယ်ရှုပ်ထွေးအပိုင်းလေးလေးဆက်ကြည့်အောင်ကဘာနဲ့ချိတ်ဆက်နေတာတရင်နဲ့မြန်ရတာ remote work လုပ်နိုင်တာအချက်လက်ရှာလွယ်တာ online ကနေလောင်အိမ်တောင်ကြတဲ့အထိဖြစ်လာတာတွေရှိတာပေါ့ဒါပေမဲ့အားနည်းချက်တွေလည်းရှိမှာပဲ ဟုတ်ပါတယ်အရင်တစ်ခုမှသုံးထားလေးတော့ကြတယ် high tech low humanity တဲ့နီးပညာမြင့်လာပြီးလူလူချင်းဆက်ဆံရေးနည်းပါလာမျိုးပေါ့အဲ့ဒါကြောင့်မလားမသိဘူးတောင်ကိုရီးယားမှာကျောင်းနေမှာဖုန်းသုံးခွင့်ကန့်သက်ဖို့စဉ်းစားနေတယ်ဆိုတာလည်းပါသေးတယ်နောက်အရေးကြီးတာက online ပေါ်ကတလင်းတိုင်းကိုယုံလို့မရဘူးလေ fake news ကတကယ်ပြဿနာ ဟုတ်ကဲ့အခုဆွေးနွေးမယ့်အပိုင်းကပို့ပြီးတော့ထီလွယ်ဖြစ်နိုင်တယ်လူလစွာထုတ်ဖော်ပြောဆိုခွင့်နဲ့အစိုးရရဲ့ထင်းချုံမှုကြားကအခြေအနေတွေပါဒီနေရာမှာကျွန်တော်တို့ကအရင်တည်းကအချက်တွေကိုပဲတင်ပြတာဖြစ်ပြီးဘယ်နိုင်ငံဘယ်အဖွဲ့အစည်းကမှထောက်ခံတာကန့်ကွက်တာမဟုတ်ပါဘူးခင်ဗျာ မှန်ပါတယ်အဲ့ဒါအရေးကြီးတယ်ကဲအရင်တည်းကဥမာတွေနဲ့ပဲဆက်ရရင်ပေါ့လေကမ်ဘောဒီးယားမှာဆိုရင်အစိုးရနဲ့စစ်တပ်ကိုဝေဖန်လို့ဆိုပြီး influencer တယောက်သူကအရင်ကဒူးအုပ်ချိုးရမှုလည်းဖြစ်ဖူးတယ်ထောင်ကျသွားတယ်နောက်တစ်ခုကမြေမြုပ်မိုင်းတပ်ဖုန်ရိုက်တဲ့သတင်းတောက်နှစ်ဦးလည်းထောင်ကျခဲ့တယ်လို့ဖော်ပြထားတယ် လာအိုမှာတော့ communist နိုင်ငံလို့ဖော်ပြထားတာတွေ့တယ် ဟုတ်ပါတယ်လာအိုမှာကြတော့ရေဘေးစီမံခန့်ခွဲမှုအားနည်းတာကို Facebook မှာဝေဖန်တဲ့အမျိုးသမီးတယောက်15နှစ်ကြာသွားတယ်ဆိုပဲနောက်ပြီးအစိုးရကိုဝေဖန်ရေးသားတဲ့တက်ကြွလှုပ်ရှားသူတယောက်တင်းနဲ့အပစ်ခံရတဲ့အမှုလည်းရှိခဲ့တယ်လို့ဆိုတယ်။ဗီယန်ကျမ်းမှာပေါ့ဒါတွေကတော့ဝေဖန်မှုပေါ်တုံ့ပြန်မှုပြင်းထန်တယ်လို့ပြောရမလို့ထင်နေရပေါ့ စင်ကာပူမှာတော့ဘယ်လိုလဲသူတို့စီကဥပဒေတွေတင်းကျပ်တယ်လို့တည်ထားကြတာလေ ဟုတ်ကဲ့စင်ကာပူမှာလည်းစန္ဒပြတာတို့အစိုးရကိုဝေဖန်တဲ့စာအုပ်ထုတ်တာတို့မှာတင်းကျပ်တဲ့ဥပဒေတွေရှိတယ်လို့ဆိုပါတယ်။တေရန်ကိုလည်းမူရေးဆေးဝါးမှုတွေအတွက်73နေတုန်းပဲ။ဒါပေမဲ့တစ်ဖက်မှာလည်းစိတ်ဝင်စားစရာကလူမျိုးစုံယဉ်ကျေးမှုစုံကောင်းဆောင်မှုရှိနေတာပဲ။အိန္ဒိယနယ်ဖာသမတတွေမွတ်စလင်မျိုးသမီးသမတတွေရှိနေတာမျိုးပေါ့။တင်းကျပ်မှုနဲ့အတူဒီလိုပေါင်းစုံပါဝင်မှုရှိနေတာကထူးခြားတယ် ထိုင်းဘက်ပြန်လေရအောင်သူတို့စီက Computer Crime Act 2014နောက်ပိုင်းပြဋ္ဌာန်းတာဆိုတော့ ။ဟုတ်ပါတယ်။အဲ့ဒီ cyber ဥပဒေရဲ့ရည်ရွယ်ချက်တွေထဲမှာ online လိမ်လည်မှုတွေနဲ့ကာကွယ်ဖို့ပါတယ်။ထိုင်းတွေတစ်နှစ်ကိုဘတ်တန်100ဘီလီယံကျော်အလိမ်ခံနေရတယ်ဆိုတဲ့အချက်လည်းဖတ်လိုက်ရတယ်။ဒေါ်လာနဲ့ဆို3ဘီလီယံနီးပါးပဲ။နောက်ပြီးကလေးပုံတွေအမုန်းစကားတွေလို့တရားမဝင်အကြောင်းအရာတွေနှိမ်ဖို့အမျိုးသားလုံခြုံရေးပြီးတော့အရေးကြီးတာတစ်ခုကဘရင်စနစ်ကိုကာကွယ်ဖို့အဲ့ဒီ Lese Majesty ဥပဒေကတော်တော်တင်းကျပ်ပြီးထိလွယ်ရှလွယ်ကိစ္စပဲ။ online မှာဘရင်နဲ့ပတ်သက်ပြီးဝေဖန်တာမျိုးကိုလုံးဝခွင့်မပြုတော့ပဲ။ ပြစ်ဒဏ်တွေကရောဘယ်လောက်အထိရှိလဲ ဒီ Computer Crime Act နဲ့ငင်းရင်ထောင်9နှစ်အထိငွေဒဏ်ပတ်တင်ထိဒါမှမဟုတ်နှစ်ခုလုံးကျနိုင်တယ်လို့ဆိုရတယ်။နောက် PDPA ဆိုတဲ့ Personal Data Protection Act လေးရှိသေးတယ်။ပုဂ္ဂိုလ်ရေးအချက်လက်ကာကွယ်ရေးပေါ့။လူမြင်ကွင်းမှာဓာတ်ပုံရိုက်လို့ရတယ်။ဗီဒီယိုရိုက်လို့ရတယ်။ဒါပေမဲ့တခြားသူကိုနစ်နာစေဖို့ဂုဏ်သိက္ခာကျစေဖို့ဖြန့်ဝေတာမျိုးတော့မလုပ်ရဘူးပေါ့။ဥပမာထိုင်း African ကပြားပေါ်လုံးသမားကိုလူမျိုးရေးခွဲခြားပြိုခဲ့တာဝိုင်းရှုချကြတာမျိုးပေါ့ ဒါဆိုလင်လယ်မှုတွေအတတိုင်ဖို့ရောအဆင်ပြေလား ဟုတ်ကဲ့ call center လင်းလည်မှုတွေအသက်ဆို1441တို့ tourist police ဆို1155တို့ရှိတယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့ပฏิပက္ခကတော့ရှိနေတာပဲဒီဥပဒေကကာကွယ်ဖို့ဆိုပေမဲ့တစ်ဖက်မှာလွတ်လပ်စွာပြောဆိုခွင့်ကိုကန့်သက်တယ်လို့ဖြစ်နေသလားဆိုတဲ့ဝေဖန်မှုတွေလည်းရှိတာပေါ့ ဒါပေမဲ့လွတ်လပ်စွာပြောဆိုခင်းဆိုတာလဲအတိုင်းတာတစ်ခုတော့ရှိတာပဲမဟုတ်လားဘောင်းမရှိတော့မဟုတ်ဘူးလေ ဟုတ်ပါတယ်အဲ့ဒါလည်းမှန်ပါတယ်အမေရိကန်လောလောဆယ်နဲ့မှတော့လုံးဝအကန့်အသတ်မဲ့တော့မဟုတ်ဘူးလို့ဆိုထားတာတွေ့ရတယ်ဥပဒေချိုးဖောက်တာမျိုးသူများကိုနှောက်ယှက်တာလူမျိုးရေးခွဲခြားတာမျိုးတော့လုပ်လို့မရဘူးပေါ့ဆိုတော့လွတ်လပ်ခွင့်နဲ့တာဝန်ယူမှုလုံခြုံရေးနဲ့အခွင့်အရေးကြားကဟန်ချက်ကိုနိုင်ငံတိုင်းကရှာနေရတာပဲလေ ကောင်းပါပြီဒီနေ့ဆွေးနွေးကြတာနေပြန်ချုပ်ရရင်တော့
အာရှရဲ့နေပညာထိုးတက်လာမှုအထူးသဖြင့် smartphone လောကမှာအာရှ brand တွေဥဆောင်လာတာပြီးတော့ digital နေပညာကလူနေမှုဘဝတဲ့ဘယ်လောက်နည်းနည်းရှိုင်းရှိုင်းရောက်နေလဲအထူးသဖြင့်ထိုင်းနိုင်ငံအခြေအနေကိုကြည့်ခဲ့တယ်နောက်ဆုံးမှာတော့ online လွတ်လပ်ခွင့်နဲ့ထိန်းချုပ်မှုကြားကရှုပ်ထွေးတဲ့အခြေအနေတွေကို data တွေနိုင်ငံတချို့ရဲ့ဥပဒေတွေနဲ့ဆွေးနွေးခဲ့ကြတာပေါ့ ဟုတ်ကဲ့နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်စဉ်းစားကြလေတစ်ခုထားခဲ့ချင်ပါတယ်ဒီ digital နည်းပညာတွေကကျမတို့ဘဝတွေစီးပွားရေးတွေအုပ်ချုပ်ရေးတွေမှာအရေးပါတဲ့ပို့အရေးပါလာနေပြီလေအဲ့ဒီရထားမှာဒီနည်းပညာအရဲ့အချိုးကျေးဇူးတွေဆက်သွယ်အလွယ်တာတွေတရင်ရလွယ်တာတွေကိုတစ်ဖက်ကလုံခြုံရေးစိုးရိမ်မှုတွေ privacy ကိစ္စတွေတရင်မအနေတွေ online အနိုင်ကျင့်မှုတွေလိုမျိုးကောက်ကွယ်ဖို့လိုအပ်ချက်တွေနေဘလို့ဟန်ချက်ညီအောင်လောက်ကြမလဲကွဲပြားတဲ့ဥပဒေတွေစံနှုန်းတွေကြားမှာတာဝန်တည်တဲ့ digital နိုင်ငံသားကောင်းဆိုတာဘလို့မျိုးလဲအဲ့ဒီဟန်ချက်ကိုဘလို့ရှားကြမလဲဆိုတာဆက်ပြီးစဉ်းစားကြည့်ဖို့တိုက်တွန်းရင်နှီးကုန်းချုပ်လိုက်ပါတယ်